မင်္ဂလာပါရှင်ဒေါ်သစင်အေးပါဒီနေ့ကတော့ကျမကအာဂရိတိုက်ဖြတ်ရေးအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးရောပြည်ထရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနရဲချုပ်တင်းနှစ်တို့ကိုကျမအာဂရိမှုနဲ့ဒူရဲအုပ်KI Sport Days 3980နဲ့ဝယ်စီးထားတဲ့ကိစ္စတွေပြီးတော့လည်းဒီပေါ့နော်အမှုသည်စီကနေပြီးတော့ဒီလိုမျိုးသူယူထားတဲ့ခန္ဓာတွေဒီယူထားတဲ့ခန္ဓာတွေမှာ iPhone 17 Pro Max လဲပါတယ်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့အတန်ဖိုင်ထောက်ထားတွေ KI Sport စီးတဲ့အတန်ဖိုင်ထောက်ထားတွေဝယ်စီးထားတယ်ဆိုတဲ့အတန်ဖိုင်ထောက်ထားတွေဓာတ်ပုံထောက်ထားတွေဟာနောက်ွယ်ကဘလို့တွေဖြစ်ပျက်ခဲ့တယ်လဲဆိုတဲ့ဟာလေးကိုကျွန်မဒီနေ့ပြည်သူတွေရှေ့ကိုတရားဝင်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကြာခဲ့ပါပြီเนาะကျွန်မဒီအာဂရိမှုနဲ့ပတ်သက်ပြီးတော့တိုင်ခဲ့ပြီးတော့ကျမကိုမတရားဖန်ဆီးမှုတွေနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာပြည်ထရေးဝန်ကြီးဌာနရဲချုပ်တင်းနှစ်တို့စီကိုကျမတိုင်ခါကြားထားပြီးသားဖြစ်ပါတယ်။တိုင်းရဲကိုလည်းတိုင်ကြားထားပြီးသားဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျမကဒီအချိန်တွေထိရောက်နေပြီးဘာမှလည်းအရေးယူမှုတစုံတရာမရှိဘူးဆိုပြီးတော့ကျမဒီဒူရဲအုပ်ကိုခိုင်းစေတဲ့အမျိုးသမီးကိုလည်းကျမဖွင့်ပြီးသွားပါပြီပေါ့နော်ဖွင့်တဲ့အချိန်တွေမှာစခန်းမှုကသူ့ရဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက်ကြောင့်တပ်ဖွဲ့ဝင်တွေကိုလည်းဆီယမကတိုင်ကြားထားတဲ့အတွက်ကြောင့်အရေးယူမှုကဟိုဘက်ကပြုလုပ်မှာဖြစ်ပါတယ်လို့ကျမကိုပြောပါတယ်ရှင်အဲ့ဒီအရေးယူမှုပြုလုပ်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်သူတပ်ဖွဲ့ဝင်တွေကိုဒီဘက်မှာအမှုဖွင့်နေဆိုလို့ရှိရင်သူကအထက်ဆင့်ကိုတင်ပြရမယ်လို့ပြောပါတယ်ရှင်အဲ့အတွက်ကြောင့်ကျမခိုင်းစေတဲ့အမျိုးသမီးဒီအမှုတစ်ခုလုံးကိုကျမစီကနေပြီးတော့ဘလိုတွေမိမဲစီရိုက်ဆန်ဘလိုတွေတောင်းယူသွားတယ်ဘလိုတွေချိန်ချောက်ပြီးတော့ဘလိုတွေလုတ်ခဲ့တယ်ဆိုတဲ့ဟာကိုကျမဒီနေ့ဖော်ဆောင်သွားမှာဖြစ်ပါတယ်စာရွက်စာတမ်းထောက်ထားတွေအတန်ဖိုင်ထောက်ထားတွေနောက် CCTV မှတ်တမ်းတွေနဲ့ကျမပြည်သူတွေရှေ့ကိုကျမချပြမယ်လို့ပြောခဲ့တယ်လေအဲ့တော့ကျမဒီနေ့ချပြပါမယ်သက်ဆိုင်ရာပြည်ထရေးဝန်ကြီးဌာနကရဲချုပ်တင်းနှစ်တို့နဲ့ဒီတိုင်းဒေသကြီးကရဲမှုချုပ်တွေကလည်းဒီအမှုကိုစခန်းမှုကိုပဲကင်ခိုင်းထားတယ်လို့ကျမသိရပါတယ်ရှင်အဲ့တော့ဒီအမှုနဲ့ပတ်သက်ပြီးဒီလောက်လတွေချီပြီးကြာနေပြီကျမစီကလည်းအထောက်ထားတွေအကုန်လုံးအစုံလင်တင်ပြထားပါလေနဲ့အရေးယူမှုတစုံတရာမပြုလုပ်သေးတဲ့အတွက်ကြောင့်ကျမဒီကနေပြီးတော့သူတို့ကိုအရေးယူမှုပြုလုပ်ပြီးမှသာဒီကျမဖွင့်တဲ့အမှုတွေဒီခေါင်းဆောင်ပြီးသွားခေါင်းဆောင်ခိုင်းတဲ့မျိုးသမီးကိုကျမဖွင့်ထားတဲ့အမှုတွေမှာဒီအမျိုးသမီးဘလိုတွေလိန်လေပြီးတော့ဘလိုတွေကျမပေါ်ဘလိုတွေကျူးလွန်ခဲ့တယ်ဒီဒူရဲအုပ်ကိုဘလိုတွေခိုင်းတယ်ဒီနေတိုင်းခေါင်းဆောင်ပေါ့နော်နေတိုင်းခေါင်းဆောင်ဘလိုတွေခိုင်းတယ်ဆိုတာပေါ်ပေါက်မှာဖြစ်ပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ပတ်တူးလေးကိုကျမပတ်တူးမှာအကြောင်းအရာတွေအကုန်လုံးနဲ့တန်ဖိုင်တွေအကုန်လုံးကိုပြသမှာဖြစ်ပါတယ်ပတ်တူးလေးပါရှင်ခုနပြောပြတယ်လေကျမဒူရဲအုပ်ရဲ့အနေတိုင်းကောင်းဆောင်ဒူရဲအုပ်ရဲ့အာဂရိမှုနဲ့ပတ်သက်ပြီးတိုင်ကြားထားတဲ့ခန္ဓာတွေမှာကျမကရဲဘားဖိုးချုပ်ကြီးတွေရဲချုပ်တင်းနှစ်တို့ကိုကျမတိုင်ကြားထားတဲ့အဲ့တိုင်ကြားထားတဲ့ခန္ဓာလေးကမျိုးလင်ခေါင်ကြီးမှာနော်အာမခံရတဲ့ပုံမှန်နဲ့ကျမကိုဆွဲတယ်ဒါပေမဲ့ကျမကိုဆွဲတဲ့ပုံမှန်နဲ့ကျမကိုလာဖမ်းတဲ့သူတွေရဲ့အပြုအမူလေးကိုကျမပြပါမယ်လာဖမ်းတာကျမဆိုတဲ့သူကခုံတိတ်ခါနဲ့နေထိုင်တာဟယ်လိုဆရာမစခန်းလေးကိုကြွားခဲ့ပါရှင်လို့ပြောလိုက်တဲ့တခွန်းနဲ့တော့ကျမကလာနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးကျမကိုဘလို့တွေလာဖမ်းခဲ့လဲဆိုလို့ရှိရင်ဒီမှာကြည့်ပါဒီမှာနော်ကျမတရားယုံကြီးမြို့လေကောင်ကတရားယုံကြီးနော်မြို့လေကောင်ကတရားယုံကြီးဒီမှာကြည့်ပါဦးဒီမှာကြည့်ပါဦးမကြည့်အောင်ရဲတွေတနတ်တွေကင်ပြီးတော့ဒီမှာကြည့်အောင်ကျမတို့ဖမ်းခေါ်သွားတာအမျိုးသမီးတယောက်ကိုနော်ဒီမှာကြည့်ပါဦးဒီမှာစောင့်နေတာဘယ်နှစ်နာရီလဲဆိုတော့ရုံချင်း2နာရီရနေပြီးတော့9နာရီထိစောင့်ပြီးတော့အရန်ပင်မန်းစောင့်ပြီးတော့ဒီမှာကြည့်ပါဒီမှာခေါ်သွားတာနော်အေးစေးပြောလို့ရတဲ့အလုပ်တွေပါဒီလိုခေါ်သွားတယ်နော်ဒီမှာကြည့်ပါဦးနေတိုင်းကောင်းဆောင်ကြီးအမှုစစ်လည်းမဟုတ်ဘဲနဲ့အမှုတွေကြီးကိုဂျိုင်းကြီးညက်ပြီးတော့ခေါ်သွားတာနော်ဒီမှာကြည့်ပါဦးဒီမှာကြည့်အောင်ဖင်းကြီးကိုကုန်းပြီးတော့ကြည့်အောင်တရားခံမူရရာစာကိုဖမ်းတယ်လို့မျိုးစောင့်ဖမ်းနေရတာထွက်ပြေးသွားမှာဆိုလို့နော်ဒီမှာကြည့်ပါဦးအဖွဲ့ဝင်တွေနဲ့အမလေးစုံညီနဲ့ဟိုနေဒီမှာကျမကားကို
ကျမကားကိုပေါ်မှာကျမကားကိုစီးနှင်းပြီးတော့ကျမကားကိုတပ်ဖွဲ့ဝင်တွေအကုန်စီးနှင်းပြီးကျမကားကိုသူတို့ကိုယ်တိုင်ယူမနော်မိမဲစရိုက်ဆန်ဆန်နဲ့ဒီမှာမောင်းပြီးတော့ဒီမှာကြည့်ကြပါဦးဒီလိုမျိုးတွေအဲ့လိုမျိုးတွေလောက်သွားတဲ့ဟာတွေရှိတယ်နော်အဲ့လိုမိမဲစရိုက်ဆန်ဆန်နဲ့လက်နက်တွေနဲ့ပြပြီးတော့လေအပြင်မှာဘာတွေဖြစ်သွားလဲဆိုတော့အပြင်ရောရောက်ကောကျမရဲ့ကားကိုတက်စီးတယ်ခုနကတော့ကျမဟိုဟာတွေပြထားတယ်လေဓာတ်ပုံတွေအပြင်ရောရောက်ကောကျမကားတွေကျမကားကိုသူတို့တပ်ဖွဲ့ဝင်တွေအကုန်လုံးပေါ့နော်ဒါဟိုတပ်ဖွဲ့ဝင်တွေအတင်းဝင်စီးတယ်ဝင်မောင်းမယ်ဒါပေမဲ့ကျမကမရဘူးကျမကိုယ်တိုင်မောင်းမယ်ဆိုတော့ကျမကိုမောင်းဝင်ပေးလိုက်ပြီးတော့အဲ့ဒီမီးတန်းရင်နဲ့ point တွေထိုးပြီးတော့လေမူရရဆောင်ဖမ်းတယ်လို့နောက်ကနေအတင်းလိုက်ပြီးတော့ကျမ2မိနစ်လောက်ပဲကျမမောင်းရသေးတယ်ကျမကားရှိကိုအဲ့ဒီမီးတန်းရင်နဲ့လုံခြုံရေးမီးတန်းရင်နဲ့ဖြတ်တိုက်တယ်ကျမက break နင်းလိုက်တာမှန်မြန်လို့မတိုက်မိသွားဘူးအဲ့မတိုက်မိသွားတဲ့ခန္ဓာမှာဘက်ထရီလေးမျောပါအောင်မင်္ဂလာပါဒူရဲ့အာဂရီရဲ့ဘက်ထရီလေးပါအဲ့ဒီလိုမျိုးကျမကိုမီးတန်းရင်နဲ့ကားနဲ့ပိတ်ရက်တယ်ပြီးတော့ကျမတို့ဆရာတပည့်နှစ်ယောက်ကိုကားရှေ့ခန်းနဲ့အတင်းဆွဲချပါတယ်နောက်ခန်းမှာတော့ပထမတွေကသူတို့ရဲ့တပ်ဖွဲ့ဝင်တွေကကျမကားကိုဝင်စီးနှင်းထားတာပါနော်အဲ့ချိန်မှာတပ်ဖွဲ့ဝင်တွေကိုကျမကိုနောက်ခန်းကိုဆွဲချတယ်ဆွဲချပြီးတော့ကျမစီကနေပြီးတော့6လန့်တောင်းယူပါတယ်အဲ့ဒီအမျိုးသမီးနဲ့ချုပ်ထားတဲ့စာချုပ်နှစ်စောင်းကို6လန့်တောင်းယူခဲ့ပါတယ်အဲ့ဒီဒူရဲ့နေရင်းကောင်းဆောင်ကအဲ့ဒီဟာကိုအဲ့ဒီမျိုးသမီးအမီနဲ့ချုပ်ထားတဲ့စာချုပ်နှစ်ဆောင်ဘာမှလဲဆိုပြီးတောင်းယူပါတယ်အဲ့တောင်းယူတဲ့ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့ကျမကမပေးနိုင်ဘူးအသက်အန္တရာယ်တစ်နှစ်နဲ့ပြပြီးတော့6လန့်ပြီးတောင်းယူတာပါပြစ်တက်လိုက်မယ်လို့လည်းပြောပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးမင်းမဲစရိုက်ဆန်ဆန်တရားရုံးတဲ့ကို3နာရီလောက်လာပြီးစောင့်နေရတာဆိုတော့လေယူချင်းရှာမှာပေါ့လေနော်ဘာပဲဖြစ်ဖြစ်သူတို့အနေနဲ့လဲဓာကြီးရဟိုဘယ်လိုခေါ်မလဲဓာကြီးရမှသာသူ့ရဲ့အမှုတွေပျောက်ပြက်သွားမှာလေเนาะဒီအမျိုးသမီးကကျမသူ့ကိုဖွင့်ထားတယ်380 420 38ခွန်အမှုတွေမှာလဲနောက်ဆက်တွဲအာဂရိတွေကိုကျမဖော်ထုတ်အောင်ပါဒီတိုင်းရိုးရိုးပြီးသွားတာမဟုတ်ပါဘူးတရားစွဲရမသိဆိုတဲ့ဟာဒီတိုင်းမပြီးသွားသေးပါဘူးအဲ့ဒီမှာအာဂရိတွေဘလောက်ပါနေလဲဆိုတဲ့စာရွက်စာတမ်းထောက်ထားတွေလဲကျမလက်ထဲမှာရောက်နေပါပြီဒီပေါ်မှာသုံးသက်သွားတဲ့စာရွက်စာတမ်းထောက်ထားတွေကျမလက်ထဲကိုလဲအတိအကျရောက်နေလို့ကျမဖော်ထုတ်သွားမှာပါဒီနေ့ကတော့ဒီဒူရဲအုပ်ကပေါ့နော်ဒီ KI dish ကို3980နဲ့ဝယ်စီးထားပါတယ်ဆိုတဲ့အတန်ဖိုင်ကဒီမှာပါSportage တောင်ဝယ်စီးနေပြီတဲ့နော်ဒီမှာ Sportage တောင်ဝယ်စီးနေပြီသူ့ရဲ့မူရင်းကဟိုပေါ့နော်သူကမူလာတော့ကဝတ်တော့ကားစီးခဲ့တာနော်အဲ့ဒီဟာလဲဝန်ခံထားတယ်ဒီထဲမှာအထောက်ထားတွေရှိတယ်ဝတ်တော့ကားစီးခဲ့လို့ကျမမေးနေတာဘိုးလေးကဘာမှလဲလို့ဆိုတော့မပြောဘူး Sportage တောင်ဝယ်စီးနေပြီတဲ့နော် Sportage တောင်ဝယ်စီးနေပြီတဲ့နော်အဲ့မှာဒီမှာနောက်ထပ်90နဲ့ဝယ်စီးတာပြောတယ်90နဲ့ဝယ်စီးတာပြောပြီးတော့90နဲ့ဝယ်စီးတာပြောတယ်3980နဲ့ဝယ်စီးသွားပြီတဲ့နော်သူ့ရဲ့အတန်းဖိုင်ဒီမှာဗီဒီယိုပါနော်ဒီမှာစကန်ထဲမှာဒီနားနေကြရတယ်တွေ့လားဒီနားဒီအမဲနားဒီမှာနော်ရအောင်လုံးဝမရအောင်ဒီမှာဒီမှာစကန်ထဲမှာနော်အိမ်မင်္ဂလာပါပတ်4ပါဒီအာဂရိမှုနဲ့ပတ်သက်ပြီးတော့ဒီနေရင်းကောင်းဆောင်သူရဲအောင်နဲ့ဒီပေါ့နော်သူ့ကိုခိုင်းစေတဲ့အမျိုးသမီးနေရတိမ်နဲ့တူတကွာနေထိုင်ပြီးတော့စပါးတွေဖွင့်ထားတယ်ပြီးတော့လေဒီမျိုးသားနဲ့အတူတူဒူရဲအောင်နဲ့အတူတူနေထိုင်နေဆိုတဲ့အတန်ဖိုင်တက်တေထောက်ထားတွေကတော့ကျမဒီအတန်ဖိုင်နေမှာလည်းအများကြီးပါကျမတင်ပြထားပါတယ်เนาะအခုဒါနဲ့ပတ်သက်ပြီးစခန်းမှုကကြတော့သူ့ရဲ့တပ်ဖွဲ့ဝင်တွေဖြစ်တဲ့တပ်ဖွဲ့ဝင်တွေကိုအမှုဖွင့်မယ်ဆိုလို့ရှိရင်အစင်းစင်းကိုတင်ပြရပါတယ်လို့ပြောပါတယ်အစင်းစင်းကိုတင်ပြရတယ်ဆိုတော့ဆရာမကလည်းတိုင်ကြားထားတာဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်ကလည်းအပေါ်ကအရေးယူတော့မှာပါဒါနဲ့ပတ်သက်ပြီးတပ်ဖွဲ့ဝင်တွေကလူယူထုံးဆက်မရှိပါဘူးအမှုကလည်းပေါ်ပေါက်နေတာပါပဲအဲ့လိုလေးကျမကိုပြောပါတယ်ရှင်နှစ်သိမ့်မယ်လားနှစ်သိမ့်တာပဲလားတကယ်ပဲလားတော့ကျမမသိပါဘူးစခန်းမှုရဲ့ရင်တွဲမှာရှိနေ
နေတဲ့ဟာလေးတွေဆိုတော့ကျမလည်းမပြောတတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျမပြည်ထောင်ဝင်ကြီးဌာနအဖရဲချုပ်တွေရဲချုပ်1နှစ်ကိုကျမကတရားဝင်တိုင်စာနဲ့တိုင်ထားပြီးတော့ကျမကိုလည်းစစ်ဆေးပြီးတက်တေကန်ထောက်ထားခုန CCTV မှတ်တမ်းတွေပေါ့အတန်ဖိုင်မှတ်တမ်းတွေအကုန်လုံးပေါ့နော်ဟိုဓာတ်ပုံမှတ်တမ်းတွေအားလုံးလည်းဟိုတင်ဆက်ပြီးဖြစ်တယ်အမိန့်ချဖို့လေးပဲကြံနေတာပါရှင်အဲ့အတွက်ကြောင့်ပြည်ထောင်ဝင်ကြီးဌာနကဝင်ကြီးအဖဖို့ချုပ်တွေကလည်းအလွှဲပြောင်းလေးဖြစ်သွားတဲ့ကာလဖြစ်တယ်ခုဆိုကျမတို့စစ်ဆေးပြီးတာ4လလဲကြော်နေပါပြီဒီဒူရဲအုပ်ကိုအခုထိအမိန့်မချသေးတာနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့များလဲရှင်ဟိုဘယ်လိုခေါ်မလဲဟိုဒူရဲအုပ်မို့လို့ဟိုပြည်သူဖက်တော်သားမို့လို့ပြည်သူဘက်တော်သားတော့မဟုတ်ဘူးရှင်ကျမတို့တော့မတရားလာဖမ်းတာဆိုတော့လေဟိုရဲအဖွဲ့ဝင်မှုလို့ပဲရဲတပ်ဖွဲ့ဝင်တွေမှုလို့အရေးမယူတာလားရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေအခု KIA Sportage 3980နဲ့ဝယ်စီးထားပါတယ်လို့သူကိုယ်တိုင်ခုနအတန်ဖိုင်ထောက်ထားမှာကျမတင်ပြထားတယ်လीเนาะအဲ့ဒီKIA Sportage ကိုရောတက်တေကန်ဖြစ်စခန်းမှုကမသိမ်းစီးသေးပါဘူးရှင်เนาะပြီးတော့လေကျမဒီနေ့ပြောပြလိုက်တယ်ဟိုတရားရုံးရဲ့ CCTV မှတ်တမ်းကလည်းမူရင်မသိမ်းစီးသေးတာပါဘူးကျမကမူရင်သိမ်းစီးပေးဖို့တရားရုံးတွေကိုလည်းကျမစာပို့ပေးထားပါတယ်เนาะဒါနဲ့ပတ်သက်ပြီးတော့ခုနကြံခဲ့တဲ့ပေါ့เนาะဟိုသူကင်တဲ့ iPhone 17 Pro Max ဒါတွေကလည်းကျမတိုင်စာမှာပါထားပြီးသားကျမတက်တေကန်ထောက်ထားတွေလည်းဟိုဓာတ်ပုံတွေပေါ့ဓာတ်ပုံတော့မှကျမသူဖောက်ထားတဲ့ဓာတ်ပုံလေးတွေနဲ့တင်ပြထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုအဘရဲချုပ်အဘဘိုလ်ချုပ်ဘို့ပေါ့နော်ဘိုလ်ချုပ်တွေပေါ့နော် KIA Sportage 3980နဲ့ဝယ်စီးထားတဲ့ကားရဲ့ကားကိုတက်တေကန်ဖြစ်မတိန်စေသေးဘူးလားရှင်ကျမတော့အမှုဖွင့်ပြီးသွားပါပြီသူ့ကိုခိုင်းစေတဲ့အမျိုးသမီးကိုပေါ့နော်ဘလို့ပဲလိန်လိန်အမှုထဲမှာပေါ်ပေါက်ပါတယ်အဲ့ဒီနေရာကအဲ့အမျိုးသမီးနဲ့ကျမနဲ့2ယောက်တည်းလာရမယ့်နေရာကိုအဲ့နေမှာဒီလိုပြုတ်လုသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အမြန်ဆုံးဖော်ထုတ်ပေးပါ